ဒီဗီဒီယိုလေးထဲမှာတော့တင်နန်းအချင်းနဲ့ပတ်သက်တဲ့စကားပြောလေးတွေကိုပြောပြပေးသွားပါမယ်ပထမဆုံးစကားပြောလေးအနေနဲ့တော့ဒီတင်နန်းကိုအပ်လို့ရမလားရှင့်လို့ပြောချင်ရင်ฝากเข้าร่วมชั้นเรียนนี้ได้ไหมฝากเข้าร่วมชั้นเรียนนี้ได้ไหมฝากဆိုတာကအပ်တယ်ပေါ့နော်เข้าร่วมชั้นเรียนนี้ဆိုတာကဒီတင်နန်းကိုအပ်လို့ရမလားဆိုပြီးတော့ပြောချင်တာပဲဖြစ်ပါတယ်ได้ไหมဆိုရမလားပေါ့နော်ฝากเข้าร่วมชั้นเรียนนี้ได้ไหมฝากเข้าร่วมชั้นเรียนนี้ได้ไหมရတယ်ဆိုရင်ได้ค่ะဆိုရပါတယ်ပေါ့နော်ลงทะเบียนเติมก่อนลงทะเบียนเติมก่อนဆိုတာကစာရင်းရင်ဖြည့်ပေးပါပေါ့နော်ပြောချင်တာลงทะเบียนဆိုတာကทะเบียนဆိုတာစာရင်းลงဆိုတာကဖြည့်တယ်เติมก่อนဆိုတာကပြည့်အောင်ရင်ဖြည့်ပေါ့နော်ลงทะเบียนเติมก่อนဟိုကြတော့ကျမထိုင်းဘာသာစကားတင်နန်းကိုအပ်ချင်ပါတယ်လို့ပြောချင်ရင်ดิฉันฝากเข้าร่วมชั้นเรียนภาษาไทยค่ะดิฉันฝากเข้าร่วมชั้นเรียนภาษาไทยค่ะดิฉันจะมากะฝากเข้าร่วมဆိုတာကအချင်းနေပေါ့နော်ชั้นเรียนภาษาไทยဆိုတာကဒီထိုင်းစာတင်နန်းကိုအချင်းပါတယ်ရှင့်လို့ပြောချင်တာပဲဖြစ်ပါတယ်ดิฉันฝากเข้าร่วมชั้นเรียนภาษาไทยค่ะแล้วก็บรรยายมาเลยลูกมีเลยสุยจะฝากกี่คนคะจะฝากกี่คนคะบรรยายมาเลยบอกเนาะจะฝากกี่คนคะมาในยะมาสุยจะฝาก2 คนค่ะจะฝาก2 คนค่ะจะฝากสอนอะไรบอกเนาะ2 คนสักในยะป่าไม่สวยได้ไหมจะฝาก2 คนค่ะပြီးတော့ဘယ်နည်းအစမလဲရှင့်လို့မေးချင်ရင်တော့จะเริ่มจากวันไหนคะจะเริ่มจากวันไหนคะจะเริ่มจากวันไหนคะเริ่มဆိုတာကစတယ်ပေါ့နော်เริ่มจากဆိုတာကမှวันไหนဆိုတာကဘယ်နေ့ကနေပြီးတော့စမှာလဲလို့မေးချင်တာจะเริ่มจากวันไหนคะပြီးတော့နောက်ပတ်စပါမယ်လို့ပြောတယ်ဆိုရင်จะเริ่มสัปดาห์หน้าค่ะจะเริ่มสัปดาห์หน้าค่ะเริ่มสายပေါ့နော်สัปดาห์ဆိုတာကအပတ်หน้าဆိုတာရှေ့ပတ်ပေါ့နော်နောက်ပတ်တူပဲပေါ့နော်เริ่มสัปดาห์หน้าค่ะရှေ့ပတ်မှာစပါမယ်နောက်ပြီးကြတော့แล้วจะสอนกี่ชั่วโมงคะบรรณายีจะเอาเต็มปีมาเลยสุบิโอได้ไหมจะสอนกี่ชั่วโมงคะจะสอนกี่ชั่วโมงคะจะสอนจะตีเนี่ยบ่เนาะกี่ชั่วโมงจะกะบรรณายีจะเอาสุดเลยกาลချိန်ကြာတဲ့နိုင်ကိုပြောပါဘောเนาะချိန်ကြာတာကိုပြောกี่ชั่วโมงคะจะสอนกี่ชั่วโมงคะဘယ်နိုင်ကြောင်တင်มาလဲဆိုတဲ့အဓိပ္ပာယ်နောက်ပြီးကြတော့2 နာရီလောက်ကြာပါမယ်ရှင့်လို့ပြောရင်จะสอนประมาณ2 ชั่วโมงค่ะจะสอนประมาณ2 ชั่วโมงค่ะจะสอนဆိုတာကတင်မှာประมาณဆိုတာလောက်ပေါ့เนาะခန့်လောက်2 ชั่วโมงဆိုတာက2 นาရီခန့်လောက်ပေါ့เนาะတင်မှာပေါ့จะสอนประมาณ2 ชั่วโมงค่ะပြီးတော့ဘယ်နှနာရီကနေဘယ်နှနာရီထိလဲလို့မေးကြည့်ရင်กี่โมงถึงกี่โมงคะกี่โมงถึงกี่โมงคะกี่โมงဆိုတာဘယ်နှနာရီပေါ့နော်ถึงဆိုတာကထိกี่โมงคะဆိုတာကဘယ်နှနာရီထိกี่โมงถึงกี่โมงคะဥပမာဆိုရင်ညနေ6 နာရီကနေပြီးတော့8 နာရီထိပေါ့နော်နာရီကြောင်တင်မဲဆိုပြီးတော့ပြောချင်ရင်6 โมงเย็นถึง2 ทุ่มค่ะ6 โมงเย็นဆိုတာကည6 နာရီပေါ့နော်ถึงဆိုတာที่2 ทุ่มဆိုတာကတော့8 နာရီထိလို့ပြောချင်တာ2 ทุ่มဆိုတာ8 နာရီเนาะ6 โมงเย็นถึง2 ทุ่มค่ะည6 နာရီကနေည8 นาရီထိပေါ့နော်မှာကျေးဇူးတင်ပါတယ်ရှင်ငါတို့တီရှာစိတ်ဝင်စားနဲ့တင်ပါမယ်ဆိုပြီးပြောချင်ရင်ขอบคุณมากค่ะขอบคุณมากค่ะဆိုတာကျေးဇူးတင်ပါတယ်ရှင်ขอบคุณมากค่ะပြီးတော့เราตั้งใจเรียนมากจริงๆนะคะเราตั้งใจเรียนมากจริงๆนะคะငါတို့ตั้งใจเรียนဆိုတာကစိတ်ဝင်စားနဲ့တင်မယ်มากจริงๆဆိုတာတကယ်ကိုစိတ်ဝင်စားနဲ့တင်ပါမယ်เนาะဆိုတဲ့အဓိပ္ပာယ်เราตั้งใจเรียนมากจริงๆนะคะขอบคุณมากค่ะ
เราตั้งใจเรียนมากจริงๆนะคะဒီနေ့တင်ပြသွားတဲ့စကားလုံးစကားပြောလေးတွေကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ရှင်ขอบคุณมากค่ะ